ဒီတူရိယာလေးကိုတိကြလာပြောနော်ဒီတူရိယာလေးကိုတီးပြီးတော့ဆိုတော့အန်ကယ်ကတော်မိုက်တယ်နားထောင်လို့ကောင်းတယ်အဲ့ကြောင့်မို့ကျွန်တော်ကဒီတူရိယာလေးနဲ့တီးပြီးဆိုတဲ့ဟာလေးကိုဖွင့်ပြခြင်းတယ်ပေါ့နော်ဒီတူရိယာလေးကိုတီးရလူတွေကမှန်ပေးခဲ့ကြပါဦးနော်ကဲကျွန်တော်တို့တူတူနားထောင်ကြည့်လိုက်အောင်နော်ချစ်တဲ့လူလိုက်ရဲ့စားလိုက်နဲ့ဖြစ်နေတယောရမတူမခွဲသူကဆိုရင်လေဖြစ်လို့ရဖြစ်ပါစေခွဲချစ်နာရဲ့လုံးလုံးအရှိကြီးကြီးသူသာခွဲမျက်နှာမြူမဆူရဲ့မြေရောက်သားမနေဘူးမှာဘုံတွေ့တော်ရင်သာတကယ်ချစ်သူဝေးတော့ခါများမဖြစ်လို့ပါဒီကွယ်တနေ့တော့ခါဝဲချစ်တဲ့လူလာနေနာမောင်တကယ်ချစ်လာတဲ့ကွယ်ချစ်ကများတတိထားလေရအခက်ကြီးကြုံရတဲ့လူကိုဝမ်းမရပြောရတဲ့ချစ်သူလေးမတာမီနီရဲ့တဲ့နှလုံးမှာသူကလူချင်းကလာကတူရီနီလီစမယာရဲ့ကျိုးလူကတဲ့နောက်ဒီရောင်လေးမကြည့်မမြင်ရသူတာချစ်တဲ့မိမိမိလာတော့တဲ့အကြောင်းတော့တီလီတော့ခါခုမဆိုင်ပါဒီမနိုင်တာမြတ်တာမြတ်ရဲ့ဓာတ်တဲ့နေရင်ကိုတာချစ်သူကပြီးကြောင်းရဲ့တန်လုံးနေနာခန္ဓာဆွဲပြီးမြည်လို့လေးရှာလေမွေးနေပြီးတော့အတဲ့ကိုယူတာအလျက်နဲ့နောက်ပြေးလာကြွယ်ခိလမဝေလေခလကဒီကိခါလေဒီအတဲ့နှလုံးလေးငါကြားတယ်အတဲ့နှလုံးကစံပြလာပြီးကွယ်မာရီမီမီရဲ့ချစ်တော်ရဲ့ကျွဲအချစ်လေးကိုဦးစားပေးပြီးတယ်ရင်သာမရရှိနိုင်တော့နန္ဒမြတ်တာစေတနာတွေဘယ်မှာရှောင်းအောင်ရမလဲဒီအားဘဝချာရာတိုင်းနန္ဒကိုင်းချီရှိဒါမှပူဝဲပြပါရဲ့ကောင်းတယ်တော့တော်တော်မိုက်တယ်တီးရအောင်ဆိုတော့တော်တော်ခံစားရတယ်နော်ဒီဟာကိုတီးပြီးဆိုရလေညင်ရခဲတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ခင်မှာတော့ဒါကိုဒုံမင်းလို့ခေါ်ရလို့တော့ပြောကြပါဘောနော်ဒါလေး TV ဆိုတာတော့တော်တော်ရှားတယ်ဗျတော်တော်မိုက်တယ်တော်တော်နားထောင်လို့ကောင်းတယ်ပေါ့နော်အားကြောင့်ကျွန်တော်ကပြန်လဲဝေးမြပေးခြင်းဖြစ်ပါတယ်ပေါ့နော်အားလုံးပဲချစ်ချင်းမေတ္တာဖြင့်ငြိမ်းချမ်းကြပါစေနော်